မင်္ဂလာပါဒီနေ့ဘလော့လေးကကျွန်တော်တို့ရွာရဲ့ပုတ်ကတိန်ခွဲတွေကျွတ်တေးပြင်ဆင်မှုဘလော့လေးပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ရွာသူရွာသားအားလုံးတင့်ညီလင့်ညီနဲ့လိုအပ်တဲ့နေရာမှာဝိုင်းဝန်းကူညီပြီးတော့ဆောင်ရင်းနေကြတဲ့ဗီဒီယိုလေးလည်းဖြစ်ပါတယ်ကျွတ်တေးပြင်ဆင်မှုလေးပေါ့နော်ဒီနေ့မှာကကျွန်တော်တို့အရင်နှစ်ကထဲကျွန်တော်ထူးခြားလေးဖြစ်အောင်ဒီနေ့မှာရွာစီစဉ်တဲ့ကွဲစီစဉ်လေးလည်းရှိပါတယ်ကွဲမှာကျတော့ကာလတာကာလသမီးအဲ့ထောင်ငယ်မျိုးသမီးတွေအခြားရမီရဖာတွေအများကြီးပါဝင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းပါဝင်ပြီးတော့ကောက်ပြဖြတ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီပုဂ္ဂတိခွဲကြီးကိုရန်ဝေးရန်ဒီမှာအတဲတော်များလည်းလာရောက်လို့ကြည့်ရှုလာပြီးလို့ရပါတယ်ပြီးတော့အဝေးရောက်နေတဲ့ကျွန်တော်တို့ရဲ့ရွာသူရွာသားများတွေ့လဲကျွန်တော်ရဲ့ကျွတ်တပြစ်စင်တဲ့ကထိန်ခွဲဘလော့ကြီးကနေရည်စုပြီးတော့တတိယတတ်ပြီးတော့အလန်းလေးတွေပြင်မယ်လို့ထင်ပါတယ်ဗျာနောက်ဘလော့လေးကိုလည်းကျွန်တော်ဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီးတော့ဆက်လက်ကြည့်စုအပ်ပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာမျိုးလေဘွားကျရကြီးမလာမေးလို့ပါလေကာမောနာစာလေးပါပါလေအဲ့ကလေးလူတို့နဲ့တနေ့နဲ့ဆန်ကားပါလေကျွန်တော်တို့ကလည်းလာရရောလာရရောလာရရောအဲ့တော့ပါလေ